ပြည်သားများအားလုံးမင်္ဂလာပါကျွန်တော်ဆူတောင်းဆိုတဲ့ချင်းတစ်ခုကျွန်တော်ဆိုပြချင်ပါတယ်နားဆင်ကြည့်ပါရောက်ခမတယောက်အကြောင်းနဲ့ချွေးမတယောက်အကြောင်းကိုကြုံလုံးပြောပြရအောင်မေရောက်ခမကလက်ခဆွာဆွာချွေးမကလက်ခဆွာဆွာအိမ်ထဲမှာတူနေကြတော့အိမ်ပူတာပေါ့ကွယ်ရောက်ခမတယောက်အကြောင်းနဲ့ချွေးမတယောက်အကြောင်းကိုကြုံလုံးပြောပြရအောင်မေရောက်ခမကချွေးမကိုချီချွေးမလည်းရောက်ခမကိုချီအိမ်ထဲမှာချစ်ခင်နေကြတော့ပြောစရာပေါ့ကွယ်ကိုမိဘနဲ့ကိုမိမမတက်ကြတာကိုမြင်ရင်စိတ်ညစ်ရတဲ့တို့ယောက်ျားတွေနေစရာထိုင်စရာမရှိကိုမိဘနဲ့ကိုမိမချစ်ချစ်ခင်ခင်နေရင်မကြည့်မှုတို့ယောက်ျားတွေတကယ်အလုံးပြောပါလိကျွန်တော်ယူမဲ့မိမအဖေအမေချစ်တဲ့ချွေးမဖြစ်ပါစေဆူတောင်းနေပြီရောက်ခမတယောက်အကြောင်းနဲ့ချွေးမတယောက်အကြောင်းကိုကြုံတော့ပြောပြရအောင်မေရောက်ခမကလက်ခဆွာဆွာချွေးမကလက်ခဆွာဆွာအိမ်ထဲမှာတူနေကြတော့အိမ်ပူတာပေါ့ကွယ်ရောက်ခမတယောက်အကြောင်းနဲ့ချွေးမတယောက်အကြောင်းကိုကြုံတော့ပြောပြရအောင်မေရောက်ခမကချွေးမကိုချစ်ချွေးမလည်းရောက်ခမကိုချစ်အိမ်ထဲမှာချစ်ခင်စွာနေတော့ပြောစရာပေါ့ကွယ်ကိုမိဘနဲ့ကိုမိမမတက်ကြတာကိုမြင်ရင်စိတ်ညစ်ရတဲ့တို့ယောက်ျားတွေနေစရာထိုင်စရာမရှိကိုမိဘနဲ့ကိုမိမချစ်ချစ်ခင်ခင်နေရင်မကြည့်မှုတို့ယောက်ျားတွေတကယ်အလုံးပြောပါလိကျွန်တော်ယူမဲ့မိမအဖေအမေချစ်တဲ့ချွေးမဖြစ်စေဆူတောင်းနေပြီကျွန်တော်ယူမဲ့မိမအဖေအမေချစ်တဲ့ချွေးမဖြစ်ပါစေဆူတောင်းနေပြီဒီချစ်ပရိသတ်များအားလုံးကြည့်တင်ပါတယ်လောကဖြစ်ပျက်လေးကိုရေးထားပါတယ်ချစ်ပရိသတ်များအားလုံးကျမ်းမာချမ်းသာကြပါစေ